အခုဒီဗီဒီယိုထဲမှာမြင်တွေ့နေရတာကတော့ချုံပူလီမှာရှိတဲ့ရေဆေးစီလိုက်တစ်ခုမှာမတော်တဆမှုဖြစ်ပြီးမြန်မာနိုင်ငံသားတို့ဦးကားကြတဲ့ညက်သွားတဲ့ဖြစ်စဉ်ပေါ့နော်ဖြစ်သွားတာကတော့ချုံပူလီမှာရှိတဲ့ရေဆေးစီလိုက်တစ်ခုမှာဒီနေ့29ရက်နေ့နေ့လယ်ပိုင်းလောက်ကဖြစ်သွားတာဒီကားကိုအောက်ပိုင်းဆေးဖို့အတွက် platform ပေါ်မောင်းတက်နေတဲ့ချိန်အခုကားကြားထဲမှာညက်ခံနေရတဲ့မြန်မာနိုင်ငံသားသူ့နာမည်ကစိုးတူအောင်သူကကားအရှိကနေအချက်ပြပြီးတယ်အဲ့ချိန်မှာကားကအချိန်များပြီးတော့အရှိမအချက်ပြနေတဲ့သူ့ကိုလာတိုက်မိပြီးတော့အနောက်ကအုပ်နေရတဲ့ကားနဲ့ဒီကြားထဲမှာညက်သွားတာကားမောင်းတဲ့သူကလည်းမြန်မာနိုင်ငံသားပဲနာမည်ကတော့ Nice Saw ဆိုပြီးတော့တည်င်းထဲမှာပြောထားတယ်အဲ့မှာကားအရှိမညက်ခံနေရတဲ့မြန်မာနိုင်ငံသားကကားညက်ခံနေရတဲ့အချိန်မှာအော်ဟစ်ပြီးတော့အကူညီတောင်းတော့ပတ်ဝန်းကျင်အတူတွေကလည်းရောက်လာပြီးဒီကားကိုလူအင်အားနဲ့မှပြီးတော့အထဲမှာညက်နေတယ်သူ့ကိုဆွဲထုတ်လာပြီးတော့ CPR တွေလုပ်ပြီးတော့စေယုံကိုပို့လိုက်တယ်ဒီကားကိုမောင်းတဲ့မြန်မာနိုင်ငံသားပြောတာကသူတမင်တကာလောက်တာမဟုတ်ဘူးဆိုပြီးတော့ငိုယိုပြီးတော့သူတောင်းပန်တယ်သူရှင်းပြတယ်ကားပိုင်ရှင်ပြောတာကတော့သူကပုံမှန်အတိုင်းပဲကားကိုရေလာဆေးတာဒါပေမဲ့ဒီတစ်ခေါက်ကျတော့ကားကို platform ပေါ်မောင်းတင်တဲ့သူကခါတိုင်းမောင်းနေကြသူမဟုတ်ပဲမြန်မာနိုင်ငံသား Nice Saw ကလာမောင်းတယ်အဲ့လိုလာမောင်းတဲ့အချိန်မှာမကျွမ်းကျင်တာမို့လို့အချိန်များပြီးတော့အခုလိုမျိုးမတော်တဆမှုဖြစ်သွားရတာပါဆိုပြီးတော့ပြောထားတယ်ရဲတွေကတော့ဒီဖြစ်စဉ်ကပေါ်ဆမှုကြောင့်ဖြစ်တာလားဆိုတာကိုတေချာအသေးစိတ်စုံစမ်းပြီးတော့တရားဥပဒေအရရေးယူရမယ်လို့ပြောတယ်အဲ့လိုဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းလုပ်ငန်းခွင်တွေမှာတတိထားကြပါ view site ကြပါနော် okay အဲ့လေးလာပြောအားလုံးပဲအဆင်ပြေကြပါစေ